ခင်ဗျာလောကမှာအရေးချင်းရှိတိုင်းအောင်မြင်တာမဟုတ်ဘူးအသိဉာဏ်ရှိတိုင်းလည်းအောင်မြင်တာမဟုတ်ဘူးကျွမ်းကျင်မှုရှိတိုင်းလည်းအောင်မြင်တာမဟုတ်ဘူးပါဝါရှိမှအောင်မြင်တာဖြစ်တယ်အဲ့တော့တချို့ကျွမ်းကျင်မှုရှိတယ်ပါဝါမရှိရင်အောင်မြင်တဲ့တော့မအောင်အသိဉာဏ်မြင့်တယ်အရေးချင်းရှိတယ်ပါဝါမရှိရင်အောင်မြင်တဲ့တော့အောင်မြင်တာမဟုတ်ဘူးဒါကြောင့်ပါဝါကိုတိဆောက်တဲ့အခါမှာလောကမှာအောင်မြင်တဲ့သူတွေကိုကြည့်ကြည့်လိုက်ပါဝါကိုတိဆောက်နိုင်တဲ့သူတွေကအောင်မြင်တာဖြစ်တယ်အဲ့တော့ပါဝါတိဆောက်တဲ့နေရာမှာကျင့်ဝတ်နဲ့ညီတဲ့နီးလန်းနေနဲ့တိဆောက်ဖို့လိုတယ်အဲ့ဒီကလူချင်းတို့ပါဝါရှိစေမဲ့အဓိကအချက်တစ်ချက်ကိုကျွန်တော်အခုမျှဝေပေးမှာဖြစ်တယ်အဲ့ဒါတော့ဗာလဲဆိုတော့ network ပဲလူချင်းတို့ရဲ့မိတ်ဆွေအပေါင်းအသင်းကွန်ရက်ဟာကျေပြန့်လေးလေး net shine လေးလေးစုံလင်းလေးလေးပါဝါရှိနေတယ်သုံးချက်နော်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်း network ကိုကွန်ရက်ကိုတိဆောက်တဲ့အခါမှာကျေပြန့်တိဆောက်အောင် net shine တိဆောက်အောင်စုံလင်းလင်းတိဆောက်အောင်အဲ့စဉ်းစားကြည့်လိုက်ကိုကမိတ်ဆွေအပေါင်းအသင်းကိုရဲ့ကျေပြန့်တယ်လို့ပြောရင်ကိုသတင်းချက်လက်တစ်ခုသိချင်ရင်အလွယ်တကူသိနိုင်တယ်ကိုအလုပ်တစ်ခုလုပ်ချင်လဲအလွယ်တကူလုပ်လို့ရတာဖြစ်တယ်ဒါကြောင့်ခုနကျွန်တော်ပြောခဲ့တဲ့မိတ်ဆွေအပေါင်းအသင်းကိုရဲ့ကိုကျေပြန့် net shine စုံလင်းအောင်တိဆောက်နိုင်တဲ့သူတွေကလောကမှာပါဝါမြင့်မားကြတယ်ပါဝါမြင့်မားပြီးအောင်မြင်နေတဲ့သူတိုင်းကိုကြည့်ကြည့်လိုက်သူတို့မှာအဲ့ဒီမိတ်ဆွေကွန်ရက်အကြီးရှိတယ်ဆိုတော့လူတွေတော်တော်များများအဲ့ဒါကိုမေ့နေကြတယ်အလုံးလုံးတိုင်းအောင်မြင်တာမဟုတ်ဘူးတော့ network လေးတိဆောက်ဖို့လို့ခိုင်မာတဲ့ research တွေသူတေသနာတွေကဘာပြောလဲဆိုတော့အဲ့ဒီ network တိဆောက်ဖို့အတွက်တပတ်ကို9နာရီကနေ10နာရီလောက်ထိအသုံးချရတယ်တပတ်ကို9နာရီကနေ10နာရီတရက်ကိုပဲကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းကိုယ့်ရဲ့ကျေပြန့်မှုအတွက်1နာရီလောက်အချိန်သုံးရလူချင်းတို့နေတိုင်းနေတဲ့အလုပ်တွေလုပ်နေကြတယ်ကျွန်တော်မေးပါဦးမယ်လူချင်းတို့အဲ့ဒီနေ့စဉ်အလုပ်ချိန်မှာမိတ်ဆွေအပေါင်းအသင်းကျေပြန့် net shine ကိုယ့်ရဲ့ net shine ကျေပြန့်မှုအတွက်1နာရီသုံးပါသလား